တီယာကိုမက်ဆီကသူ့အရွယ်ရောက်လာတဲ့အခါဘယ်နိုင်ငံအသင်းကိုကိုစားပြုခြင်းတလဲဆိုတာထုတ်ဖော်ပြောကြားပြီးလူအများကိုအံ့အားသင့်စေခဲ့ပါတယ်အသက်17နှစ်သာရှိသေးပေမဲ့သူ့ရဲ့နိုင်ငံအသင်းအနာဂတ်အတွက်ဆုံးဖြတ်ချက်တစ်ခုကိုစောစီးစွာချမှတ်ထားပြီးဖြစ်ပါတယ်တီယာကို2012ခုနှစ်မှာဘာစီလိုနာမြို့၌မွေးဖွားခဲ့ပြီးသူ့ဘဝရဲ့အချိန်များစုကိုစပိန်နိုင်ငံမှာဖြတ်သန်းခဲ့ပါတယ်လက်ရှိမှာတော့အမေရိကန်နိုင်ငံရှိအင်တာမိုင်ယာမီလူငယ်တင်တန်းကျောင်းမှာဘောလုံးလောကထဲသို့စတင်ဝင်ရောက်နေပြီးသူ့ရဲ့ထူးချွန်တဲ့အရေးချင်းတွေကြောင့်လူအများရဲ့အာရုံစိုက်မှုကိုရရှိနေကအသင်းနဲ့အတူပထမဆုံးဆုဖလားကိုလည်းစုခူးထားနိုင်ခဲ့ပါတယ်ထူးခြားကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေကြောင့်သူဟာပထမဆုံးအကြိမ်မီဒီယာနဲ့တွေ့ဆုံမေးမြန်းခန်းပြုလုပ်ခဲ့ရပြီးအများကိုအံ့ဩစေမဲ့ပြောဆိုချက်တွေကိုလည်းပြောကြားခဲ့ပါတယ်အသက်ငယ်ရွယ်သေးပေမဲ့ကင်မရာရှိမှယုံကြည်မှုအပြည့်နဲ့ပြောဆိုခဲ့ပြီးအချို့အချိန်တွေမှာသူ့ဖခင်လီယိုနယ်မက်ဆီထက်တောင်ပိုပြီးရဲရင်တယ်လို့မြင်တွေ့ရပါတယ်သတင်းထောက်တဦးကစပိန်နိုင်ငံသားဖြစ်လဲမှတ်ပုံတင်ထားပြီးအာဂျင်တီးနားနိုင်ငံမှာမနေထိုင်ဘူးသေးတဲ့အတွက်စပိန်လက်ရွေးစင်အသင်းမှာကစားဖို့စဉ်းစားမလားလို့မေးမြန်းခဲ့ရာတီယာကိုကကျွန်တော်အာဂျင်တီးနားကိုပဲကိုစားပြုချင်ပါတယ်ကျွန်တော်စပိန်မှာမွေးဖွားခဲ့ပေမဲ့ဖေဖေလိုဖြစ်ချင်တယ်ကျွန်တော်စိတ်ကိုဘယ်သူမှပြောင်းလဲပေးနိုင်မှာမဟုတ်ပါဘူးလို့ဖြေကြားခဲ့ပါတယ်ထို့ပြင်သူဟာတနေ့မှာလာမင်းရမယ်နဲ့အတူတွဲဖက်ကစားခြင်းနဲ့အိမ်မက်ရှိကြောင်းလည်းပြောကြားခဲ့ပြီးသူတို့နှစ်ဦးရဲ့အသက်ကွာဟချက်က9နှစ်သာရှိတာကြောင့်အဲ့ဒီအိမ်မက်ဟာဖြစ်နိုင်ခြေရှိတယ်လို့ဆိုခဲ့ပါတယ်မကြာမီအနာဂတ်အတွက်တော့သူဟာဘာစီလိုနာလူငယ်တင်တန်းကျောင်းသို့ဝင်ရောက်ပြီးသူ့ဖခင်တမိုင်းရေးခဲ့တဲ့အသင်းမှာအမွေနှစ်ကိုဆက်လက်ထိန်းသိမ်းသွားဖို့မျှော်လင့်ထားကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်